အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့မင်းသင်္ခဗီဒီယို channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဗီဒီယိုဟောစတာများကိုအမြဲနားဆင်နိုင်ရင် subscribe လေးနှိပ်ပြီးအားပေးကြပါရှင်မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော့ပြည်တင်စာရန်နိုင်ထုံရန်ကိုမျိုးတော်မှ2026ခုနှစ်တနင်္ဂနွေသားသမီးများရဲ့ကံကြမ္မာကန်စာတာဟော့စတာလေးကိုတင်ပြဆွေးနွေးဟောပြောပေးသွားမှာပဲဖြစ်ပါတယ်ဆရာရဲ့ဗီဒီယိုလေးဓမေချုံပရိယသားသမီးများခင်ဗျာ2026ခုနှစ်ခရစ်နှစ်သက်မှာတနင်္ဂနွေသားသမီးများကံကြမ္မာကန်စာတာဂျိုစီဂျုံနဲ့ကောင်းကောင်းဆိုးဆိုးစောင်းရန်ရှောင်းရန်တည်တင်တိတိုက်တာလေးတွေကျွန်တော်များပုံနဲ့တော့ပြည်တဲ့စာရန်နိုင်ထုံးမှာတင်ပြဆွေးနွေးဟောပြောပေးသွားမှာပဲဖြစ်ပါတယ်တနင်္ဂနွေသားသမီးများခင်ဗျာ2026ခုနှစ်ကအထုံးအထက်ကိုချောင်းမှတ်နဲ့အိမ်မတန်အောင်မြင်နိုင်မယ်တနင်္ဂနွေသားသမီးများဒေါသစိတ်ကိုထိမ့်ပေးရမယ်ပထမလဖြစ်တဲ့ဇန်နဝါရီဖေဖော်ဝါရီမတ်3လဟာအိမ်မတန်အားသင်းစရာလို့အောင်မြင်မယ်အိမ်ချမ်းမြေရောင်းဝယ်ရေးလုပ်ငန်းစီးပွားတိုးတက်အောင်မြင်နိုင်မယ်မတ်လနောက်ပိုင်းဧပြီမေဇွန်3လတော့သိခံရမယ်ဂျာမန်ရေးစာတာညနာဦးရောင်နာအစာအိမ်ဖက်စိတ်ကုသမှုစေယုံစေကံတက်ရောက်ကုသမှုခံယူရတဲ့ဖြစ်စဉ်မျိုးတွေအထိကြုံရဆုံရတက်လာမလို့အထုခယူဆိုင်ရမယ်6လပိုင်းဇွန်လကြော်လွန်ပြီးမှဂျာမန်ရေးစာတာတို့ကောင်းပါမယ်နေဝက်6လတော့တရတော့အိမ်အောင်ရေးစာတာမကောင်းဘူးနေဝက်6လဝန်းကျင်တော့အိမ်အောင်ရေးစာတာအိမ်အောင်ရှင်များအတွက်မကောင်းဘူးပထမ3လဟာအင်မတန်ကောင်းမယ်အိမ်ချမ်းကြီးရောင်းဝယ်စီးပွားစားတာငွေကံအကျွေးအမိတွေလည်းရှားနိုင်မယ်စုံကြုံထားတာတွေလည်းပြန်ရရှိမယ်ငွေကံကောင်းရမယ်ဒုတိယ3လ4လပိုင်း5လပိုင်း6လပိုင်းဧပြီမေဇွန်3လဟာဂျာမန်ရေးနဲ့ပတ်သက်ပြီးမကောင်းပထမ6လအတော်တွင်းကတော့အိမ်တော်ရေးစားတာမကောင်းအိမ်တော်ရေးစားတာက9လပိုင်းကျော်မှ9လပိုင်းဝါဆိုးဝါကောင်းခါနာပိုင်းမှာတနည်းအားဖြင့်ကောင်းကျိုးပေးမယ်2026ဟာဝါထက်နဲ့အဲ့တော့စားအနေနဲ့ဒုတိယဝါဆိုလောက်မှအိမ်တော်ရေးတာရေးတံမီးရေးမိသားစုရေးအောင်မြင်နိုင်တယ်ဂျာမှာအဖြတ်တွေအနောက်ရှက်တွေအတိုက်ခိုက်တွေအများကြီးကြုံတွေ့ရင်ဆိုင်ဖြစ်ရှင်းရအောင်မယ်အမုံများရတယ်တတနာစာတာကြုံရတတ်တယ်တာတိယ3လဖြစ်မယ်8လပိုင်း9လပိုင်းကာလတွေနော်9လပိုင်း8လပိုင်း9လပိုင်းကာလတွေမှာတကုတ်ကြီးဖရာကုမြော်ရမယ်ကုသိုလ်ကံတွေထူချမယ်ရောင်းပန်းဝယ်ပန်းရောင်းရည်ဝယ်ရည်ကိစ္စရက်တွေလည်းအောင်မြင်နိုင်တယ်ကြမ်းကြာနေတဲ့ကိစ္စတွေနှောင့်နှေးနေတဲ့ကိစ္စရက်တွေလည်းအောင်မြင်သွားလိမ့်မယ်အတိုင်းအခိုက်အမောင်ပြောကအညံ့တွေလည်းပြေပြောက်သွားမယ်ရောင်းပန်းဝယ်ပန်းတွေလည်းအင်မတန်သိမြတ်မယ်ဖရာဖူရတာတွေသာသနာရေးတွေရက်ရေးရွာရေးဖရာတဲ့ចောင်းဆောင်ဓမ္မယုံလူမှုကိစ္စတွေလည်းဆောင်ရွက်ကြရမယ်တနင်္ဂနွေသားသမီးများဖြစ်ပါတယ်တရင်ကျော်တဆာမုတ်နောက်ပိုင်းမှာဆိုရင်အိုးကောင်းအိမ်ကောင်းရှာမြေတို့လည်းပိုင်ဆိုင်တယ်2026ခုတရင်ကျော်ပေါ့ဒီနှစ်2025နှစ်ကုန်ပိုင်းမှာဆုံးချုံနေနာတာဗျာလာမယ့်နှစ်မှာအိုးသေးအိမ်သေးရာသေးအိုးကောင်းအိမ်ကောင်းရှာမြေတိုက်တာအဆောက်အုံတွေပိုင်တယ်စာဟောသွားတာတွေကိုရေမှတ်မှတ်သားထားမယ်ဒီနေ့ဒီရက်မှာတနင်္ဂနွေသားသမီးအတွက်တက်နေစာကံကြမ္မာကန်စာတာဆွေးနွေးဟောပြောကြကလေးဖြစ်ပါတယ်ဂျာမိုင်းစာတာပိုင်းနဲ့ပတ်သက်ပြီးတော့2026ခုနှစ်ကအစာအိမ်နဲ့ပတ်သက်တာဦးရောင်းတာအသေးကုသမှုခံယူရမယ်စာတာအတိတ်ကအဖြစ်9လပိုင်းထုပ်ယူဆိုင်ရမယ်ကဆောက်လနော်4လပိုင်း5လပိုင်း6လပိုင်းတည်းမှာကဆောက်လဂျာမိုင်းနဲ့ပတ်သက်ပြီးတော့ဂျာမိုင်းစာတာတော်ကိုညံ့ချင်တာတန်နင်းငယ်သားသမီးတွေကြောင်ရမယ်တန်နင်းငယ်သားသမီးတွေအထွန်းအထိပ်ကိုရောက်မယ်ထိတ်ဆုံးထိတ်ဖြားကိုလည်းတက်လန်းနိုင်တယ်အခက်ခဲအတားစီအပိတ်ပင်တွေဂျာမှာကြော်လွားပြီးတော့အောင်မြင်မယ်စုံကြုံထားတာတွေလည်းပြန်လည်ပြီးတော့ဝေမြအကျိုးကျေးဇူးတွေခံစားနိုင်ကြမယ်2026ခုနှစ်2026မှာထိတ်ဆုံးထိတ်ဖြားကိုရောက်ကြမယ်စုံကြုံနေတာထားတာတွေကောင်းကျိုးခံစားရမယ်အားသစ္စာကောင်းကျိုးတို့လည်းပေါက်လာမယ်စိတ်တော်သားတော်နဲ့ထိတ်ပြရမယ်ကြိုးရွယ်ငယ်ရွယ်သူတို့ရဲ့အရှိမေတ္တာကံတာယာဖြောင့်ဖြိုးမယ်အရှိကံကြမှာနှောင့်နှေးနေတာတွေလည်းပြေလည်သွားမယ်အရှိကံတို့လည်းကောင်းမွန်စေမယ်နှလုံးသားရေးစာတာတို့လည်းအောင်မြင်နိုင်စေမယ်တနည်းအားဖြင့်အချက်စမ်းအရှိကံမေတ္တာရေးတို့ပ
ပွင့်လန်းမယ်မေတ္တာကံတို့ထူချမယ်အချစ်စစ်ရှင်းမှန်တို့နဲ့ကြုံတွေ့ရမယ်2026အချစ်စစ်ရှင်းမှန်နေတဲ့တွေ့မယ်ရှစ်ရှင်းမေတ္တာတရားအချစ်ကံလည်းကောင်းမွန်လာစေမယ်မေတ္တာရည်တို့အောင်နိုင်မယ်နှစ်တစ်နှစ်ဟာ2026ပဲဖြစ်တယ်အကျိုးပေးမဲ့နေနာတွေမှာဆိုလို့ရှိရင်အင်္ဂါသားသမီးဇာတာပရိသသမီးတောက်ကြသားသမီးအဲ့ဒီသုံးနေနာဟာအကျိုးပေးမယ်ကျန်တဲ့နေနာတွေဟာတွက်ဖက်လုပ်ငန်းစိပလောက်ကန်တဲ့နေရာမှာပဲဖြစ်စေအကျိုးပြုဖို့အားနေတယ်ဆရာပြောသွားတဲ့သုံးနေနာဟာတော်တော်လေးကိုကောင်းကျိုးပေးမယ်စိပွားရေးဖြစ်တော့မယ်မကောင်းမှုတော့ဝိမယ်ကောင်းမှုတော့ဆောင်ကျက်နိုင်မယ်စတုရှင်ရစိပွားပန်းအာကိုအာတာအာကိုတို့ရမယ်ကိုကိုလည်းတစ်ဖက်ကောင်းကျိုးပေးမယ်ကိုလောက်တာတွေလည်းအောင်မြင်နိုင်စေမယ်ကောင်းကျိုးတို့လည်းဖြစ်တော့မယ်နည်းနည်းလေးစိတ်အနောက်ရှက်ဖြစ်စရာတွေစိတ်ကတဲ့ကလန်ဖြစ်ရတဲ့အကြောင်းကိစ္စရက်တွေတော့ရင်ဆိုင်ရတတ်တယ်တတိထားပေးပါကိုကိုမကောင်းတပုတ်တလည်းပြောတာစွတ်ဆွေးယုံမဲ့ဖဲ့တာမကောင်းကြံတာအဲ့ဒီအစိတ်ပိုင်းတွေကတော့စာတာကဟာကနေတတိထားပေးဖို့တတိပြုတ်ပေးဖို့ဂယုဆိုင်နိုင်ဖို့တတိထားပေးဖို့စနေနဲ့မေတ္တာရက်ခံရမယ်တူတော့ကံကောင်းကျိုးတို့ခံစားရမယ်မိမိစေတနာမိမိကိုရောင်ပြန်ဟပ်မယ်ဂျာမကြီးညက်နဲ့အိမ်တော်ကြီးစာတာညက်မယ်နှစ်ကုန်ပိုင်းမှာအိုးမအိမ်မှာရပိုင်ဖြစ်မယ်2026တည်င်းကျွတ်တက်စာမဟုတ်ဆိုအိုးအိမ်ပိုင်ဆိုင်မယ်ကောင်းကျိုးပေးမယ်အောင်မြင်မယ်အစာအိမ်ဥရောင်အသိအဲ့ဒီအစိတ်ပိုင်းအတွင်းဝင်းစာပိုင်းနဲ့ပတ်သက်တဲ့အတွင်းဝင်းယောဂတို့အထုခယူဆိုင်ရမယ်နှစ်တစ်နှစ်ကောင်းကျိုးပေးမယ်တစ်နှစ်ပတ်လုံးမှာတစ်နှစ်လုံးမှာအကျိုးပေးမယ်ကိန်းငန်းတွေမှာဆိုလို့ရှိရင်စုံမကိန်းငန်းဆက်နှစ်ခုအကျိုးပေးမယ်နှစ်ကိန်းငန်းတုံညာကိန်းငန်းဟာစုံမနေအကျိုးပေးရမယ်ကောင်းကျိုးဖြစ်မယ်နှစ်ကိန်းငန်းတုံညာကိန်းငန်းရဲ့ကောင်းကျိုးပြုချက်ကိုခံစားရမယ်ကောင်းကျိုးပြုလာတာတွေကိုကြုံပေးရမယ်နည်းနည်းလေးစိတ်ဒေါသတွေကိုထိမ့်သိမ့်ပေးရမယ်တတိထားရမယ်အကျိုးပေးအရာအနီရောင်အဝါရောင်ဤကာလနဲ့တွေကောင်းကျိုးပေးမယ်အကျိုးပေးမှလားအကောင်းဆုံးလားဟာစာစာကဆန်းဆက်ပထမ3လအကျအကျိုးပေးမယ်ဇန်နဝါရီဖေဖော်ဝါရီမတ်နောက်အကျိုးပေးမှလားကအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာအဲ့ဒီ6လဟာအင်မတန်ကောင်းကျိုးပေးမယ်တန်နင်းငွေသားသမီးများအတွက်2026ခုအတွက်ကံမြင်ခြင်းကံကောင်းခြင်းလုပ်ငန်းစိပဖြစ်ထွန်းခြင်းအကျိုးကျေးဇူးတို့ခံစားရမယ်ကောင်းကျိုးတို့ထူခြားလာစေမယ်ကံပွင့်လက်ပွင့်စေဖို့အတွက်ဇန်နဝါရီ1ရက်မှဇန်နဝါရီ17ရက်နေ့အထိတန်နင်းငွေသားသမီးများအဲ့1ရက်ကနေ17ရက်အတွင်း1ရက်မွေးနေ့တန်နင်းငွေနဲ့မှာပဲဖြစ်စေနေမမွေးနာတော့တန်နင်းငွေချိုတောင်းနိုင်ခဏမှာပန်းဖြုတ်29ပွင့်တိတိလိုပါမယ်17ရက်နေ့အထိဇန်နဝါရီ1ရက်မှ17ရက်နေ့အထိ1ရက်ပဲဖြစ်3ရက်ပဲလုံးလုံး5ရက်ပဲလုံးလုံး17ရက်လုံးလုံးပဲလုံးလုံးခဏပါပန်း29ပွင့်တိတိအဖြုတ်ရလှုပ်ပေးပါနော်ကလေးတုံးကတကြွရွယ်ကိုလူပုတ်ကိုတို့ကိုအုံးစီဒပလင်းမြစ်တာလက်ဆောင်ပေးပါပန်းလူပြီးသွားရင်အုံးစီပလင်းလူပေးရမယ်ပန်းခဏမှာပန်း29ပွင့်ကို2026နှစ်တိခရစ်နှစ်တဲ့ပေါ့နော်အင်္ဂလိပ်နှစ်2026ခုမှာလုပ်ငန်းကိုင်ညာစီးပွားတော့အောင်မြင်ပါစေကြောင်းဆုတောင်းမေတ္တာပို့ပြီးလုပ်ခဲ့မယ်ပန်းကိုလုပ်ပြီးရင်ကလေးတုံညာတကူတယောက်ကိုတက်ကြွရွယ်ကိုဖြစ်စေကျောင်းသူကျောင်းသားတို့ကိုဖြစ်စေအောင်စီတပလင်းလုပ်ပြီးအရှိအိမ်တော်ကြီးကြာမကြီးစီးပွားရေးလောကတော့ဆွေးနေမင်းများလိုတာများရှင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့3ညာကို4 5လုံး3ညာ3ညာ4ကို3ညာကို9 5လုံး6နဲ့5ကိုတိုက်ရက်ဆက်သွယ်မင်းများနိုင်ပါတယ်ညံပူတော့ကားဖြင့်တူ3000ကျပ်ပါညာပူတော်ကားဖြင့်တူ3000ကျပ်အသေးစိတ်ဆွေးနွေးဟောပြောပေးလက်ရှိရဲ့တာဂီတာကြောင်တန်မတိုင်း Capital Market ကြီးရဲ့ဘေး ACD လမ်းတဲ့တိုင်နံပါတ်200နဲ့ခွန်မြင့်ကြီးထက်ဓာတ်ပုံမျိုးနဲ့ပဲဖြစ်ပါတယ်ခုနှစ်နှစ်ခုနှစ်နာတော့ခုနှစ်သားသမီးအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာတော်မူကြပါစေလုံရင်စန္ဒများလည်းတလုံးတဝပြေးဝနိုင်ပါစေကြောင်းကျွန်တော်များပုံနဲ့တော့ဘေးတင်ဆရာရနိုင်ထွန်းရန်ကုန်မြို့တော်မှာလည်းအထုဆုံးမအောင်ဆိုတော့မြတ်တာဟောတာတို့ရဲ့မေတ္တာက channel ကနေလိုက်ပါတယ်ကျွန်တော်တို့မေတ္တာက channel ကနေကျွန်တော်တို့ရဲ့မေတ္တာက channel ဟာဆိုရင်ဒီဟောသမျှကိုဦးစားပေးတင်ဆက်ပေးတဲ့ channel တွေခင်ဗျာဒါကြောင့်မို့ကျွန်တော်ရဲ့ channel ကို